ထိုမိန်းကလေးသည်သူမနှင့်တက်ရသောကောင်လေးနှင့်ချင်းတွေ့ရန်အတွက်တေချာပြင်ဆင်ချေတတ်ခဲ့သည်သို့တော်သူမရောက်သွားချိန်တွင်ထိုကောင်လေးမှာအခြားမျိုးသမီးတဦးနှင့်ရှိနေသည်ကိုမြင်လိုက်ရသည်မိန်းကလေးကဒေါသတကြီးဖြင့်မေးခွန်းထုတ်တော်လဲသူတို့နှစ်ဦးစလုံးတွင်တူညီသောတက်တူထားချေရှိနေသည်ကိုမတော်တဆသတိပြုမိသွားသည်ရင်းကသူမ၏ရေးစားဟောင်း၏တစ္ဆာဖောက်မှုကိုချက်ချင်းသတိရသွားစေခဲ့သည်စိတ်နှလုံးကြေကွဲစွာဖြင့်မိန်းကလေးသည်လှည့်ထွက်ကထွက်ပြေးခဲ့သည်ကောင်လေးကသူမနောက်ကိုလိုက်လာတော့လဲနှစ်သိမ့်ပေးမိအစားသူမကိုအော်ဟစ်ခဲ့သည်မိန်းကလေးကလည်းအလျှော့မပေးဘဲပြန်ပြောသည်ကောင်လေးကရှေ့သို့အမြန်တိုးလာပြီးသူမကိုဖမ်းဆွဲထားလိုက်သည်မိန်းကလေးကသူ၏ရှင်းပြချက်ကိုနားထောင်တော့မည့်အချိန်မှာပင်ထိုမျိုးသမီးကရုတ်တရက်ထပ်မံပေါ်လာပြန်သည်ထိုတက်တူးကိုထပ်မံမြင်လိုက်ရသောအခါမိန်းကလေးသည်ဒေါသတကြီးဖြင့်နောက်တစ်ကြိမ်ထပ်မံထွက်ပြေးသွားပြန်သည်အိမ်ပြန်ရောက်သောအခါမိန်းကလေးသည်စိတ်ဓာတ်များလုံးဝပြိုလဲသွားခဲ့သည်ဝမ်းနည်းပက်လက်ငိုကြွေးပြီးနောက်ထိုကောင်လေးကိုဘယ်တော့မှစကားမပြောတော့ရန်သူမဆုံးဖြတ်လိုက်သည်သူမ၏တငယ်ချင်းများကချင်းတွေးမှုအဆင်ပြေရဲ့လားဟုဆက်စုကြတော့လဲသူမကထိုကောင်လေးကိုဘာမှဂရုမစိုက်ကြောင်းကောင်းပါစွာဖြင့်ပြောဆိုခဲ့သည်အတန်းဖော်များကသူမကိုဆက်စုသောမျက်လုံးများဖြင့်ကြည့်နေစဉ်ထိုကောင်လေးမှာအတန်းထဲသို့လမ်းလျှောက်ဝင်လာခဲ့သည်ထိုအချိန်မှစ၍သူတို့နှစ်ဦးသည်စကားမပြောဖြစ်တော့ဘဲစုံမိသည့်အခါတိုင်းတွင်ပင်စကားများရန်ဖြစ်ခဲ့ကြသည်တနေ့တွင်မိန်းကလေး၏မိခင်ကသူမကိုလူမှုရေးပွဲတစ်ခုသို့တက်ရောက်ရန်ရုတ်တရက်ခေါ်ဆိုခဲ့ရာထိုကောင်လေးလည်းထိုနေရာ၌ရှိနေခဲ့သည်မိန်းကလေးကသူ့ကိုမြင်မြင်ချင်းထရက်ကထွက်သွားတော့လဲကောင်လေးကသူမနောက်ကိုတကောက်ကောက်လိုက်နေခဲ့သည်မိန်းကလေးသည်သူ့ကိုဓာတ်ပုံရိုက်ရန်ဖုန်းကိုမြှောက်လိုက်စဉ်မတော်တဆမြေပြင်ပေါ်သို့လဲကျသွားသည်ကောင်လေးကသူမကိုမထူပေးသည့်အပြင်သူ၏ဖုန်းကိုထုတ်ယူကာသူမကိုဓာတ်ပုံပြန်ရိုက်နေခဲ့သည်ကောင်လေးတတိမထားမိခင်မှာပင်ဖုန်းကိုလူယူရန်နှစ်ယောက်သားရန်ဖြစ်ကြပြန်သည်မိန်းကလေးကကောင်လေး၏ဖုန်းကိုလွှင့်ပစ်လိုက်ရာဖုန်းဆက်ခင်စကရင်ကွဲသွားသည်ကိုမြင်လိုက်ရသည်ကောင်လေးကသူမကိုနောက်တစ်ကြိမ်ဒေါသတကြီးအော်ဟစ်ပြန်သည်သို့တော်အကြောင်းတွေမူမိန်းကလေးမှာကောင်လေးကိုခိုးကြည့်နေမိစေဖြစ်သည်အိမ်ပြန်ရောက်သောအခါသူမသည်သူ့အကြောင်းကိုမတွေးဘဲမနေနိုင်ဖြစ်တော်လဲသူ၏ဖုန်းကိုခွဲလိုက်မိသည်ကိုရုတ်တရက်သတိရသွားသည်အပြစ်မကင်းသလိုခံစားရသဖြင့်သူ့ကိုရှာရန်အပြင်သို့ထွက်လာခဲ့သည်ထိုအစားသူမသည်အစောပိုင်းကကောင်လေးနှင့်အတူရှိနေခဲ့သောမျိုးသမီးနှင့်ဆုံမိသွားသည်သူတို့နှစ်ဦးကဖေးခိတ်တစ်ခုသို့အတူတူသွားခဲ့ကြသည်ထိုနေရာတွင်ထိုမျိုးသမီးကသူမသည်ဒဏ်ရာတစ်ခုကြောင့်ဝါသနာပါရအလုပ်ကိုဆွန့်လွတ်ခဲ့ရကြောင်းရှင်းပြသည်သူမကိုကူညီပေးခဲ့သူမှာထိုကောင်လေးပင်ဖြစ်သည်မိန်းကလေးသည်သူမနားလည်မှုလွဲခဲ့ကြောင်းချက်ချင်းသိရှိသွားခဲ့သည်တစ်ဖက်တွင်လည်းပြောင်းရွှေ့ရန်ပြင်ဆင်နေသောကောင်လေးသည်သူ၏အိုင်တော်ဟတ်တော်ဓာတ်ပုံကိုကြည့်ရင်ပစ္စည်းများထုတ်ပိုးနေသည်သူဒဏ်ရာရစဉ်ကဈေးရုံတွင်သူ့ဘေး၌နေပေးခဲ့သူမှာထိုမိန်းကလေးဖြစ်ကြောင်းသူသတိရနေခဲ့သည်သူသည်ဘောလုံးကိုဘယ်တော့မှထပ်မကစားနိုင်တော့ကြောင်းသိလိုက်ရချိန်တွင်လည်းသူမကပင်သူ့ကိုနှစ်သိမ့်ပေးခဲ့သည်သူမသည်အွန်လိုင်းမှတစ်ဆင့်ဘောလုံးနှင့်ပတ်သက်သောအခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပင်ရှာဖွေပေးပြီးသူ့ကိုပြောပြခဲ့ဘူးသည်မကြမီမှာပင်ကောင်လေးသည်မိန်းကလေးအပေါ်စိတ်ကူးရင်အချစ်များတိတ်တဆိတ်ဖြစ်ပေါ်လာခဲ့သည်သူသည်မိန်းကလေး၏အခန်းဘက်သို့လှမ်းကြည့်လိုက်တော့လဲလိုက်ကများမှာအမြဲတမ်းပိတ်ထားသည်ကိုသာတွေ့ရသည်အမှန်စင်စစ်ကောင်လေးသည်မိန်းကလေးကိုတစ်ချိန်လုံးတိတ်တဆိတ်ချစ်နေခဲ့ခြင်းဖြစ်သည်ညဘက်များတွင်သူမကိုအိမ်သို့ကွေးချီပို့ဆောင်ပေးသည့်အခါသူမကိုစောင့်ကြုံပေးလေရှိသည်သူသည်နှုတ်မှညှိညူနေသလိုဟန်ဆောင်နေတော့လဲအမှန်တကယ်တွင်မူစိတ်ထဲ၌ပျော်ရွှင်နေခဲ့သည်သို့တော်သူတို့၏ပတ်သက်မှုမှာဟန်ဆောင်မှုတသက်တာဖြစ်သည်ဟုတွေးမိတိုင်းကောင်လေးသည်သူ့ရင်ထဲကအချစ်များကိုဖွင့်ပြောရန်တတိများပျောက်ဆုံးနေခဲ့ရသည်